Bro အားလုံးမင်္ဂလာပါ The Game of မြန်မာနေ The Game of မြန်မာ YouTube channel လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ FFG2 game လေးဟိုမှာပတ်2လေးပဲဖြစ်ပါတယ်ဒီပတ်2လေးမှာဆိုလို့ရှိရင်တော့ဒီတစ်ခါတော့ဒီပတ်2လေးကတော့ setting chain လေးပဲဖြစ်ပါ setting လေးချိန်ပြမှာဖြစ်ပါ setting လေးကိုဝင်လိုက်ပါဝင်လိုက်လို့ရှိဒီပေါ်တော့ကောင်တာဘက်ဆိုရလေးဒီ0ဖြစ်နေရလေးအဲ့ဒါတည်းလူချဲတဲ့ဟာလေးပေါ့ကြိုက်တဲ့လောက်ကိုကြိုက်တဲ့လောက်ချဲလို့ရတယ်ကိုကြိုက်တဲ့လောက်ချဲလို့ရတယ်လူတိုးလို့ရတာပေါ့ကျွန်တော်တိုးလို့ရကျွန်တော်32ယောက်တိုးလိုက်တယ်ဗျာ32ယောက်တိုးလိုက်ဟိုမှာတော့16ယောက်ပဲပေါ်တယ်ဟိုမှာတော့16ယောက်ပဲပေါ်တယ်ဒီမှာတော့32ယောက်ပြီးရှင်ဒီဘာသာစကားကို language အင်္ဂလိပ်ကိုပဲထားဗျာပြီးကြဒီနေနေရာမှာကျွန်တော်ရော VNB ဖြိုးလေးလို့ထည့်ထားရဒီနေရာမှာကို pro ကြိုက်တဲ့နာမည်ထည့်လို့ကျဲတဲ့နာမည်ထည့်လို့ရလူရှင်ဒီကတော့ပတ်သက်မြင်တာပေါ့ဒီကောင်ကတော့ဟို1000နေမြင်လို့ရတယ်ဒီကောင်ပတ်သက်မြင်တာရှော့လို့လည်းရတယ်မြင်လို့လည်းရတယ်ဗျဒါကတော့အခြေခံစတိတ်ချင်းနေပေါ့နော်ဒီကောင်လေးကတော့အခြေခံပေါ့နော်ဒီကောင်လေးချိန်နဲ့သွားတော့ဆော့လို့ရတယ်ဒီရှိအခါအရင်ပါဝါတော့ပြခဲ့တယ်လို့ပဲဒီလိုခန့်နေပြီပါဝါတော့တင်းထားခဲ့တယ်လို့ပဲဝင်လိုက်ရောက်သွားဆိုလို့ရှိရင်ပါဝါတော့ပြထားတဲ့အတိုင်းပဲပုံမှန်လေးပဲဝင်ကြတဲ့ကိုကြတဲ့တနက်ကိုဆော့အဲဒီသမီးရောမလူရလို့ရှိရင်လူတဲ့ကိုချိန်လိုက်ရတယ်ချိန်ပြီးတော့အော်တိုလေးပြစ်တယ်အော်တိုမပစ်ချင်တယ်ဘလို့ဒီခလုတ်ကိုနှိပ်ပြီးပြစ်လို့လည်းရတယ်မတေးသွားသူပြစ်လိုက်တာတေးသွားလို့ရှိရင်ဒီဒါဆိုနိုင်သွားပြီဒါကောင်းတာဝင်နိုင်သွားတာဆိုနောက်တစ်ခါပြန်စားနိုင်သွားတော့ပြရတယ်ဘလို့ကြားသလိုပြမသေးသွားလို့ရှိရင်ဒီဘက်ဒီမြပြထားတဲ့နေရာလေးနှိပ်ပြီးအများပေါ့သူတို့သေးတဲ့ဒီဆောင်လို့လည်းရတယ်ဒါမှမဟုတ်လေကိုအများတယောက်တည်းအများသွားခြင်းလို့ဆိုလည်းရတယ်ဒါလေးနှိပ်လိုက်ရှိလို့ရှိရင်ပြလို့ရှိရင်သေးသွားဆိုလို့ရှိရင်သူများတွေကိုလိုက်ကြည့်ခြင်းနဲ့ဆိုရင်ဒီဘက်ကမြားလေးကိုနေလိုက်သူများပြစ်တဲ့ပုံစံနေပြစ်တာလိုက်ကြည့်ခြင်းနဲ့ဆိုတော့ဒီဘက်ကမြားလေးကိုနေလိုက်မြားပြတဲ့ပဲဒါမှမဟုတ်ခုနလိုပဲဒီဘက်ကလေးနေပြီးမြင်အများဝင်လို့ရရဂိမ်းလေးကိုရောက်သွားလို့ရှိကိုကြိုက်တဲ့တနက်ဝယ်ရလူကြိုက်တဲ့တနက်ဝယ်ဒီကောင်ကြောက်ကြမသေးဘူးဆိုလို့ရှိရင်ဒီဘက်ကကင်မရာပုံစံလေးနှိပ်ပြီးတော့သူတို့ပြစ်တဲ့ဟာလိုက်ဘေးတစ်စုံမျိုးရွှေ့ကြည့်လို့လည်းရတယ်ဗျလူပြစ်တဲ့ဟာဒီလိုမျိုးရွှေ့ကြည့်လို့လည်းရတယ်ဒါလေးကတော့ပတ်တူးလေးပဲဖြစ်ပါတယ်ဘက်ထရီတွေပတ်ဖိုးတွေထားလာအောင်မှာပဲဖြစ်ပါတယ်ဒီကောင်လေးကနေပဲစောင့်မကြည့်ရှိတော့ပဲကျွန်တော်ကောင်လေးကိုချက်နေတိုင်းတော့ subscribe လေးနှိပ်ခဲ့ပါဟုတ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကောင်လေး subscribe လေးနှိပ်ခဲ့ပါဗျ